ကျွန်တော်တို့စောဘောက်ကြီးပြောခဲ့တယ်ပေါ့ဗျာအဲ့တော့ကျွန်တော်တို့ကရင်ပြည်ရရှိဖို့ဆိုရင်အာဏာပိုင်ကလည်းစိတ်သဘောထားကြည့်စွာနဲ့ပြီးရင်လည်းရနိုင်တယ်ဒါမှမဟုတ်တိုက်ယူရင်လည်းရနိုင်တယ်ဒါမှမဟုတ်အခြေအနေအရကတွန်းပို့လို့လည်းရနိုင်တယ်အဲ့တော့ကျွန်တော်တို့ကဒီကနေ့ပြန်ပြီးဒါတွေကိုပြန်သုံးသပ်လိုက်တဲ့ခါကျတော့အာဏာပိုင်ပုံကိုယ်တွေကလည်းကျွန်တော်တို့စေနာနဲ့ပြီးခဲ့တာမရှိပါဘူးကျွန်တော်တို့တိုက်ယူတာလည်း85နှစ်ရှိပြီမရဘူးဒါပေမဲ့ဒီကနေ့ကာလအခြေအနေအရကတွန်းပို့လာတယ်ဒီတွန်းပို့လာတဲ့အခြေအနေအရကိုကျွန်တော်တို့ကလက်ဆုပ်လက်ကင်ပြုပြီးမှကျွန်တော်တို့ကမဆုံးမနစ်တာဆက်လက်တိုက်ပွဲဝင်သွားရမယ်ဒီကနေ့ကတော့ကျွန်တော်တို့တင်းဒေါ်လာရေး85နှစ်ပြည့်တဲ့နေ့ပေါ့လေအဲ့တော့ကင်းဒေါ်လာရေးရကျွန်တော်ဒါဒီဘာကြောင့်ဖြစ်ပေါ်လာတာဒီဘာတွေတော့မပြောတော့ဘူးဒါနှစ်စဉ်နှစ်တိုင်းကျွန်တော်ပြောရတော့အခြေခံကြတာပဲကျွန်တော်ပြောတော့မယ်အဲ့တော့ကျွန်တော်တို့ကင်းဒေါ်လာရေးရ1949 January 31ကစတာဒီကနေ့2024 January 31ရက်ဆိုရင်85နှစ်တင်းပြည့်ပြီနော်အဲ့တော့ဒီလိုနှစ်ပေါင်းရှည်ကြာစွာပြကျွန်တော်တို့ကရင်မျိုးသားတွေကဇွဲနှပဲကြီးစွာနဲ့ကျွန်တော်ဆောင်ရွက်ရတာအဲ့တော့ကျွန်တော်တို့ဒီလောက်နှစ်ကြာပြီးမှဘာကြောင့်မို့နော်ဒေါ်လာရင်းမအောင်ရလဲဆိုတာဒီလိုပြဒေါ်လာရင်းအောင်မှုအတွက်ကအခြေခံကအခြေအနေပေးအပ်မှုရဲ့မိမိရဲ့ကြိုးစားမှုရဲ့အခြေအနေပေးအပ်မှုနဲ့မိမိရဲ့ကြိုးစားမှုပေါ်မှာမူတည်ပြီးတော့လာအဲ့တော့ကျွန်တော်တို့မှာဗမာပြည်ရဲ့အနေအထားကပြန်ကြည့်လိုက်ရင်ကျွန်တော်တို့ဗမာပြည်မှာတိုင်းသားလူမျိုးစုစုလို့ကရင်တူလည်းရှိတာမဟုတ်ဘူးရှာနုကချင်တို့ချင်းတို့မွန်တို့ရခိုင်တို့ကြံပြင်းကျန်တဲ့တိုင်းသားလူမျိုးစုတွေလည်းရှိသေးတယ်အဲ့တော့ဒီလိုကာလမျိုးမှာကျွန်တော်တို့ဟာအင်အားကြီးတဲ့ရန်သူကိုတိုက်တဲ့နေရာမှာကျွန်တော်တို့အင်အားငယ်တဲ့လက်နက်ကင်အဖွဲ့ကတိုက်တဲ့နေရာမှာကျွန်တော်တို့မဟာမိတ်လိုတယ်အဲ့တော့မဟာမိတ်ပူးပေါင်းဆောင်ရွက်မှုမှာပြန်ကြည့်လိုက်ခါကြတော့သူလည်းသူ့သမိုင်းနဲ့ကျန်တဲ့တိုင်းသားလူမျိုးစုတွေလည်းသူ့သမိုင်းနဲ့လာကြတော့ပေါဝင်မှုမှာအားနေတာလည်းရှိတယ်အားကြီးတာလည်းရှိတယ်အဲ့လိုမျိုးတွေဖြစ်တော့ကျွန်တော်တို့ဟာအခြေအနေတစ်ခုမရောက်သေးခင်မှာဆိုရင်ကျွန်တော်တို့ဒါတွေဟာအဟံတာအခက်အခဲတွေအများကြီးပဲရှိတာနော်အဟံတာအခက်အခဲတွေအများကြီးရှိတယ်ရှိပြီးအခြေအနေတစ်ခုပေးအပ်လာမှသာလျှင်ကျွန်တော်တို့ကကိုယ့်ရဲ့ကြိုးစားမှုရဲ့နော်ကျွန်တော်တို့မဟာမိတ်တိုင်းရင်းသားလူမျိုးစုတွေနော်ဗမာမျိုးသားအပါဝင်တွေကအင်းနဲ့အားနဲ့အကုန်လုံးစုလုပ်ရင်ဒါကကျွန်တော်တို့အောင်ပွဲခံမှာပဲဘုံရန်သူကိုတိုက်တဲ့နေရာမှာဘုံရန်သူပြုတ်သွားတယ်ဆိုအောင်ပွဲခံမှာပဲနောက်မှကျွန်တော်တို့ရဲ့အမျိုးသားအခွင့်အရေးတို့ဘာလို့ဆိုတာအဲ့ဒီကနေကျွန်တော်တို့ဆွဲထုတ်ယူရမယ်နော်ဒါကြောင့်မို့ကျွန်တော်တို့ကလည်း1956ခုနှစ်ကွန်ဂရက်တဲ့က KNU ကွန်ဂရက်တဲ့ကနေကျွန်တော်တို့ကနော် Federal Democracy ကိုကျွန်တော်တိဆောက်ဖို့ကအဲ့ဒီကကွန်ဂရက်ကနေအသိမှပြုတာဘာကြောင့်မလဲဆိုတော့ကျွန်တော်တို့ကရင်တူဦးရဲ့ခွန်နဲ့အားနဲ့ဟာအခြေအနေရမဖြစ်ဘူးဒါကြောင့်ကျွန်တော်တို့က view ချတဲ့နေရာမှာအကုန်လုံးကိုကြည့်ရတယ်ဥမာစွန့်စုပြောသလိုပေါ့ရန်သူရဲ့အခြေအနေကိုလုံးသိပတ်စစ်သိရမယ်မိမိရဲ့အခြေအနေကိုလည်းလုံးသိပတ်စစ်သိရမယ်အဲ့ဒီနှစ်ခုသိပြီးတာနဲ့မရသေးဘူးအခြေအနေပတ်ဝန်းကျင်အခြေအနေဆိုတာကရာသူလည်းပါတယ်နိုင်ငံရေးခေတ်ကာလလည်းပါတယ်နော်အဲ့လိုအားလုံးနဲ့တိုက်ဆိုင်သွားပြီဖြစ်ပြီဆိုရင်တော့အောင်တာပဲအဲ့တော့ကျွန်တော်တို့ဒီကနေ့ကစူးစမ်းခဲ့တာတွေကနော်ဟိုမဖြစ်ပါဘူးဆုံးရှုံးမှုမဖြစ်ပါဘူးအဲ့တော့85နှစ်ပြည့်ပြီဆိုတော့တော်လာရေးစကားစားခေါင်းဆောင်ကြီးတွေကလည်းဟို3-4ယောက်လောက်ပဲကြံတော့တာပေါ့ဗျာအခုဆိုရင်နော်ကြံတဲ့ဟာတွေကကျွန်တော်တို့ဒုတိယမျိုးဆက်တွေတတိယမျိုးဆက်တွေဖြစ်တာ။ဒါတွေကလည်းအခုဇန်နဝါရီကြီးစွာနဲ့ကျွန်တော်တို့လုပ်နေကြတော့ကျွန်တော်တို့ဟာမျိုးဆက်တစ်တွေကိုကျွန်တော်တို့အလေးထားရမယ်။မပြီးဆုံးသေးတဲ့ကရင်အခွင့်အရေးတွေကိုရရှိအောင်ဆက်လက်ပြီးဆောင်ရွက်ဖို့ဆိုတာမျိုးဆက်တစ်တွေကအရေးကြီးတယ်။အဲ့တော့ကရင်ရဲ့နော်ဂုံတိတ်ခါနဲ့ကရင်ရဲ့ဇွဲတတိကိုဒီနေရာမှာမျိုးဆက်တစ်တွေကပေါ်ပြဖို့လိုတယ်။ခေတ်တွေပြောင်းလဲလာတယ်
အခြေအနေတွေကတော့ကျွန်တော်တို့ဆက်လက်ရုန်းကန်နေတုန်းပဲတချို့ကစိတ်ဓာတ်ကြလို့ထွက်သွားကြတယ်တချို့ကတော့လည်းတိုက်ပွဲမှာကြာသွားရတယ်ဒါပေမဲ့မျိုးဆက်တစ်ခုနဲ့တစ်ခုဆက်ဆက်ပြီးမှကျွန်တော်တို့ဒါတွေဆက်လက်ဆောင်ရွက်သွားဖို့လိုတယ်ဒီကနေ့ကာလကျွန်တော်ပြောမယ်ဆိုရင်ကျွန်တော်တို့စောဘောက်ကြီးပြောခဲ့တယ်ပေါ့ဗျာအဲ့တော့ကျွန်တော်တို့ကရင်ပြည်ရရှိဖို့ဆိုရင်အာဏာပိုင်ကလည်းစိတ်တဘောရကြည့်စွာနဲ့ပြီးရင်လည်းရနိုင်တယ်ဒါမှမဟုတ်တိုက်ယူရင်လည်းရနိုင်တယ်ဒါမှမဟုတ်အခြေအနေအရရကတွန်းပို့လို့လည်းရနိုင်တယ်အဲ့တော့ကျွန်တော်တို့ကဒီကနေ့ပြန်ပြီးဒါတွေကိုပြန်သုံးသပ်လိုက်တဲ့ခါကျတော့အာဏာပိုင်ပုံကိုယ်တွေကလည်းကျွန်တော်တို့စေနာနဲ့ပြီးခဲ့တာမရှိပါဘူးကျွန်တော်တို့တိုက်ယူတာလည်း85နှစ်ရှိပြီမရဘူးဒါပေမဲ့ဒီကနေ့ကာလအခြေအနေအရရကတွန်းပို့လာတယ်ဒီတွန်းပို့လာတဲ့အခြေအနေအရရကိုကျွန်တော်တို့ကလက်ဆုပ်လက်ကင်ပြုပြီးမှကျွန်တော်တို့ကမဆုံးမနစ်တန်းဆက်လက်တိုက်ပွဲဝင်သွားရမယ်အဲ့တော့ဒါလူငယ်တွေကန္တာအရေးကြီးလာလူငယ်တွေကန္တာကဒီနေရာမှာကျွန်တော်တို့မျိုးဆက်ဟောင်းကြီးတွေရဲ့နေရာမှာမျိုးဆက်တစ်တွေဝင်ပြီးမှဆက်လက်ပြီးမပြီးဆုံးတဲ့ကရင်အခွင့်အရေးကိုရယူနိုင်အောင်ကြိုးစားသွားဖို့လိုတယ်ဒါကြောင့်မို့လူငယ်တွေရဲ့အခန်းကဏ္ဍအင်မတန်အရေးကြီးပါတယ်ဒီကနေ့ဆိုရင်ကြည့်ပါလောဘကြီးလွန်းတဲ့လူဟာနောက်ဆုံးသူ့မှာဘာမှမရတော့ဘူးတိုင်းသားလူမျိုးစုတွေကိုကိုယ်ပိုင်အုပ်ချုပ်ရေးကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ဒန်းတူရေးတွေပေးလိုက်မှဆိုရင်ငါတို့လူမျိုးတွေကဒုက္ခရောက်တော့မယ်ပျောက်တော့မယ်အဲ့ဒါနဲ့ပဲကန်ရင်နဲ့နောက်ဆုံးကြတော့လောဘကြီးလွန်းတော့အခုတော့သူ့မှာဒုက္ခရောက်နေဒါပေမဲ့ဒုက္ခရောက်တယ်လို့ကျွန်တော်တို့ပြောလို့မရသေးဘူးကျွန်တော်တို့ရဲ့ကြိုးစားမှုကလည်းရှိမှသူတကယ်ဒုက္ခရောက်မှာဒါကြောင့်မို့မျိုးဆက်တစ်တွေလောက်ကြပါဆက်လက်ပြီးတောင်းဝင်ယူကြပါယူတဲ့နေရာမှာနော်မင်းတို့အဖိုးကြီးတွေကလှုပ်သွားပြီးငါတို့ကလည်းငါတို့နီးနဲ့လှုပ်မယ်ဆိုအဲ့လိုမလုပ်နဲ့တမိုင်းကအရေးကြီးတယ်တမိုင်းရဲ့စဉ်းစားတို့ဘယ်လိုလှုပ်ခဲ့တာဘယ်မှာမှားလဲဘယ်လိုလှုပ်ခဲ့တယ်မှာဘယ်လိုအောင်မြင်လဲအဲ့ဒါတွေကိုသုံးသပ်ပြီးမှငါတို့ဒီအဖိုးကြီးတွေမှားခဲ့တဲ့အမှားကိုဒုံမလုံးနဲ့အဖိုးကြီးတွေစုပ်ကင်ခဲ့တဲ့နော်အမှန်တဲ့ဟာတွေကိုတို့ကလက်ခံရမယ်အဲ့ဒါကြောင့်မို့ကျွန်တော်တို့ KNU ကဒီခနေ့အခြေခံလမ်းစဉ်လုပ်ငန်းစဉ်တွေအကုန်လုံးမှန်တယ်မှန်ပြီမဲ့ကျွန်တော်ကြိုးစားမှုလုပ်တဲ့အခါမှာကျွန်တော်တို့ကလူပုဂ္ဂိုလ်တွေရဲ့ချွင်းချက်အခြေအနေပေးအမှုရဲ့ချွင်းချက်ဒီပေါ်မှာပဲကျွန်တော်ကြာတာအဲ့တော့ကျွန်တော်လမ်းစဉ်မှန်တယ်လုပ်ငန်းစဉ်မှန်တယ်ဒါတော့ခင်ဗျားတို့လူငယ်တွေကနော်တန်တရားမရှိနဲ့အဲ့ဒါကိုကျွန်တော်တို့ကမှန်ကန်ကြိုးစားသွားဖို့လိုတယ်လမ်းစဉ်လုပ်ငန်းစဉ်နေရာသေးချာချမှတ်ထားပြီမဲ့လက်တွေ့လုပ်တဲ့လူတွေကအဲ့ဒီတိုင်းမလုပ်ရင်ကြားတယ်တော်လာရေးရအခုဒီကနေ့ကာလအခြေအနေပေးအပ်လာပြီနော်အခြေအနေအရရကပေးအပ်လာပြီအဲ့တော့ကျွန်တော်တို့ရဲ့လမ်းစဉ်လုပ်ငန်းစဉ်တွေကိုတိကျလေ့လာပြီးအဲ့ဒါတွေကိုတိကျလုပ်မှဆိုရင်မျိုးဆက်တစ်ခေတ်မှာအောင်ပွဲခံနိုင်တယ်ဒါကြောင့်မျိုးဆက်တစ်တွေကအရေးကြီးပါတယ်မင်းတို့ခေတ်ကလူတွေကလှုပ်ချင်တာလှုပ်ငါတို့ပုံချတာတမိုင်းအမွေနစ်ကိုပုံချတာမျိုးတော့မလုံနဲ့ဆိုရင်လည်းခင်ဗျားတို့ကလည်းအရေးကြီးတာကမှန်ကန်တဲ့နော်သူတို့ချမှတ်ထားတဲ့လမ်းစဉ်တွေကိုတေချာလိုက်နာပြီးမှကျွန်တော်တို့အတိတ်ကဖိုးကြီးတွေမှားခဲ့တဲ့ဟာတွေကိုရှောင်ရင်ကျွန်တော်တို့ဒီကနေ့ရတယ်အဲ့တော့တပီလုံးမှာဒီကနေ့တိုင်းရင်းသားလူမျိုးစုတွေဗမာအမျိုးသားပါပဲအကုန်လုံးအဖိနှိတ်ခံရတာအကုန်လုံးစော်ကားခံရတာနော်ဒီလိုကာလာမျိုးမှာကျွန်တော်တို့တွေကတက်ညီလက်ညီနဲ့မစုစည်းမလုပ်ဘဲနဲ့တယောက်တစ်ပေါက်လုံနေကြမယ်ဆိုရင်ခင်ဗျာဒီအခြေအနေပေးအပ်မှုဟာကျွန်တော်တို့အရမယူနိုင်ရင်ဒီအခြေအနေပေးအပ်မှုဟာကြော်လွန်သွားတယ်ဆိုရင်ကျွန်တော်နောက်ထပ်သွားပြီးအောင်တော့ဒါကြောင့်မို့ဒါအရေးကြီးတယ်နော်ဒါကြောင့်မို့လူငယ်တို့နော်ကျွန်တော်တို့မျိုးသားလူငယ်တွေခင်ဗျားတို့ခေတ်မှာခေတ်ကြီးကပြောင်းလဲလာပြီး globalization ခေတ်ဖြစ်လာပြီးသိပ္ပံပညာထွန်းကားတဲ့ခေတ်ကြီးဖြစ်လာပြီအဲ့တော့ခင်ဗျားတို့ရဲ့စီးပူးလိလာမှုတွေကကျွန်တော်တို့လူဟောင်းကြီးတွေရဲ့လူအိုကြီးတွေရဲ့စီးပူးလိလာမှုတွေပို့ပြီးမှကြိုးစားဖို့ကအရေးကြီးပါတယ်နော်ဒီဇိုင်းမှကျွန်တော်တို့ဆောင်ရွက်မယ်ဆိုရင်ရနိုင်ပါတယ်ဒါဝက်ကြတယ်ဆိုမှအတင်းဖြင်းနေလျှောက်ပြောဘာပြောနဲ့နိုင်ငံခြားထွက်လို့ထွက်ဘာထွက်လို့ထွက်နဲ့ကာပုတ်ခပြောဆိုအဲ့တော့ကျွန်တော်တို့မှာကရင်အမျိုးသားကြီးကရင်တစ်မျိုးသားလုံးနဲ့ဆိုင်တယ်
အဲ့တော့တမျိုးသားလုံးနဲ့ဆိုင်တော့ကျွန်တော်တို့ပဲဒီမှာပုတ်ခတ်ပြောဆိုနေမရဘူးပုတ်ခတ်ပြောဆိုတဲ့လူတွေကလည်းပါဝင်လှုပ်ရှားပါအဲ့အလကားပုတ်ခတ်ပြောဆိုနေတာဘာမှအကျိုးမရှိဘူးခရင်အတွက်အဲ့တော့ကုညီဆောင်မတာကအကျိုးရှိတယ်အဲ့တော့ကုညီဆောင်မမှုနဲ့အကြံကောင်းညာကောင်းတွေပေးဖို့လိုတယ်အဲ့တော့ပြည်တွင်းရဲ့အခြေအနေကိုသိဖို့လိုတယ်နိုင်ငံခြားအတွေးအမြင်နဲ့လှုပ်လို့မရဘူးအဲ့တော့ပြည်တွင်းရဲ့တကယ်ဖြစ်ရှိနေတဲ့နိုင်ငံရေးအခြေအနေလူမှုရေးအခြေအနေတွေကြည့်ပြီးမှအကြံပေးရင်ကျွန်တော်တို့အောင်မြင်မှုရှိတယ်နော်ဒီမှာတော့ကျွန်တော်အများကြီးဆက်မပြောလို့တော့ပါဘူးဘာကြောင့်မို့လဲဆိုတော့တချို့ကိစ္စတွေကကျွန်တော်တို့ရဲ့နီးဗျူဟာအပိုင်းမှာအဲ့ဒါတွေကနည်းနည်းလေးထိမ့်သိမ့်ထားဖို့လိုတယ်ဒါကြောင့်မို့ဒါအပိုင်းတော့ခင်ဗျားတို့ကိုကျွန်တော်မပြောတော့ပါဘူးเนาะကရင်လူငယ်တွေเนาะဒါကရင်တစ်မျိုးသားလုံးကိုလည်းကျွန်တော်ဒီတိုင်းပဲပြောချင်ပါတယ်အားလုံးပါဝင်ကူညီကြပါတပြည်လုံးနဲ့ပတ်သက်လာရင်လည်းတိုင်းရင်းသားလူမျိုးစုတွေအားလုံးကဒီခဏကာလမှာစီစီလုံးလုံးညီညီနဲ့ဟိုလှုပ်သွားကြဖို့လိုတယ်เนาะဒီຫນွေဥတော်လာရေးကြီးကိုကျွန်တော်တို့ကဟိုမိပြီးမှကိုရုပ်မရှာဖို့ကအရေးကြီးတယ်ຫນွေဥတော်လာရေးမိပြီးတော့တိုင်းပြည်အကျိုးပြည်သူလူထုကိုချေရှုပြီးကျွန်တော်တို့စီစီလုံးလုံးနဲ့လုပ်မယ်ဆိုရင်တကယ်အောင်ပွဲခံနိုင်ပါတယ်လို့ကျွန်တော်ဒီ85နှစ်ပြည့်တဲ့ကရင်တော်လိုင်းရေးနေ့မှာเนาะကျွန်တော်တို့ကရင်လူငယ်နဲ့ဗမာပြည်မှာရှိတဲ့တိုင်းသားလူမျိုးအားလုံးကိုကျွန်တော်ဤတို့ပြောကြားလိုပါတယ်ဒါပါပဲကျေးဇူးတင်ပါတယ်အားလုံးကြမှာချမ်းသာကြပါစေຫນွေဦးတော်လိုင်းရေးအမြန်ဆုံးအောင်မြင်ပါ